go to go to there ကျတလုံးထဲနဲ့အတိတ်ပဲတွေအများကြီးပြောင်းပြနိုင်တယ်ဆိုတာကိုသိလားသွားတဲ့နေရာရဲ့အဓိကအလုပ်အတွက်သွားတယ်ဆိုရင် go to ကိုသုံးပါမယ်ကျောင်းကစာတင်တဲ့နေရာ okay ကျောင်းသားကကျောင်းကိုသွားမယ် go to school teacher ကကျောင်းကိုသွားမယ် go to school ဒါပေမဲ့မိဘကကိစ္စရှိလို့ကျောင်းကိုသွားမယ်ကိုယ့်ရဲ့ကလေးလေးမြောက်ရှုံးအောင်စော့လို့တိုင်ခံရလို့ကျောင်းကိုသွားရမယ် go to the school okay အဲ့ဒါဆိုရင်ပို့ပြီးတော့ရှင်းတော့အောင်လို့နောက်ထပ်ဥပမာတစ်ခုနဲ့ပြောပြမယ် hospital ဆေးရုံကိုလူနာကဆေးကုသဖို့အတွက်သူနေမကောင်းလို့သွားမယ် go to hospital ဆရာဝန်တွေ nurse တွေကသူတို့အလုပ်လုပ်ဖို့အတွက် hospital ကိုသွားမယ် go to hospital ပဲပေါ့ he's my boyfriend 君の虜になってしまえばきっとこの夏 okay ဒါပေမဲ့ကိုကဆေးရုံကိုလူနာတည်င်းမေးဖို့အတွက်သွားရင်တော့ go to hospital ဖြစ်သွားပြီနော်အိပ်ဖို့သွားမယ် go to bed အိပ်ဖို့မဟုတ်ဘူး game ဆော့ဖို့စာအုပ်ဖတ်ဖို့အတွက်သွားမယ်ဆိုရင်တော့ go to the bed ပေါ့အဲဆိုရင်နားလေလားနားမလည်ဘူးလားသိရအောင် quick မေးကြည့်မယ်ကျွန်တော်ကတနင်္ဂနွေနေ့တိုင်းဖျားဝတ်ပြုဖို့အတွက် church ကိုသွားတာဆိုရင်ဘယ်လိုပြောမလဲ